လန်လေးရဲ့အစမှာတော့ကျွန်တော်တို့မြင်နေကြမဟုတ်တဲ့မြေရောက်ခန်းလေးတစ်ခုကိုတွေ့ရမှာပါအဲ့ဒီမှာခင်တို့မိသားစုလေးယောက်နေထိုင်ကြပါတယ်အဖေဖြစ်သူခီတက်အမေဖြစ်သူချောင်းစောတားလေးကီဦးနဲ့သမီးကီဂျုံကူတို့ကအလုံးမရှိအကိုင်မရှိပဲနဲ့သူများအိမ်က Wi-Fi ကိုအိမ်သာတိုင်ခိုးသုံးရတဲ့ဘဝပါသူတို့ရဲ့တတင်းတာအလုပ်ကတော့ပီဇာဘာတွေကိုအပြေးလွှားခောက်ပေးပြီးရတဲ့ငွေလေးနဲ့ပိုက်ဖိနေရတာပေါ့ဒါပေမဲ့တနေ့မှာတော့ခီဦးရဲ့တငယ်ချင်းမင်းဟော့ကသူတို့အိမ်ကိုအလဲလာပြီးတော့ပညာရှိကြောက်တုံးလုံးခေါ်တဲ့ကံကောင်းစီမဲ့ကြောက်တုံးကြီးတကူကိုလက်ဆောင်ပေးခဲ့ပါတယ်မင်းဟော့ကသူနိုင်ငံခြားသွားနေတော့သူကြည်ရှင်ပြနေတဲ့တရင်အိမ်ကသမီးလေးကိုအိမ်စာဆက်ပြပေးဖို့ခီဦးကိုဝင်ကြီးတောင်းပါတယ်ခီဦးကတက္ကသိုလ်ကျောင်းသားမဟုတ်ပေမဲ့သူ့ရဲ့ညီမလေးကီဂျုံကူက Photoshop ပညာနဲ့ဘွဲလက်မှတ်တစ်ခုကိုဖန်တီးပေးခိုင်းလိုက်ပါတယ်ဒီလိုနဲ့ခီဦးတယောက်တောင်ကုန်းပေါ်ကနန်းတော်ကြီးလိုအိမ်ကြီးစီကိုခြေလန်းဆောက်ဝင်လိုက်ပါတော့တယ်အိမ်ရှင်ဖက်မီသားစုကတော့အရန်ကိုချမ်းသာသလိုအရန်လည်းနောင်အားကြတဲ့သူတွေပါအိမ်ရှင်မယုံကိုကခီဦးရဲ့တင် जा မှုကိုသဘောကျသွားပြီးတော့သူ့ကိုအလောက်ခန့်လိုက်ပါတယ်အိမ်ရှင်ရဲ့တားငယ်လေးဒါဆုံးဟာပကြီးပညာမှာထူးချွန်ပေမဲ့စိတ်ပိုင်းဆိုင်ရာတစ်ခုခုဖြစ်နေတာကိုရိပ်မိသွားပါတယ်ဒါနဲ့ပဲသူ့ရဲ့ညီမလေးခီဂျုံကိုဂျက်စီကာဆိုတဲ့နာမည်နဲ့အမေရိကန်ကပြန်လာတဲ့နုပညာကုထုံးဆရာမအဖြစ်အယောင်ဆောင်ပြီးအိမ်ထဲကိုတွင်လိုက်ပါတယ်ခီဂျုံကတော့အတော်လေးကိုတည်ငြိမ်ပြီးလူကက်ခတ်တော်တဲ့မိန်းကလေးပါသူကအင်ရှင်မကိုစိတ်ပညာစကားလုံးတွေနဲ့ဝိုင်းပတ်ပြောဆိုပြီးတော့အိမ်ထဲမှာနေရခိုင်မအောင်လုပ်လိုက်ပါတယ်ဒါတွေမကသေးပဲသူတို့ကတဆင့်တက်ပြီးတော့အဲ့ဒီအိမ်ကကားဆရာကိုပါကွက်ဆင်လိုက်ကြတာပါခီဂျုံကကားနောက်ခန်းမှာသူ့ရဲ့အတွင်းကဘောင်းမျိုးခြံထားခဲ့ပြီးတော့ကားဆရာကအင်ရှင်ရဲ့ကားပေါ်မှာဖောက်ပြန်နေသလိုမျိုးအထင်မှားအောင်လုပ်လိုက်တာပါရလာကတော့ကားဆရာအလုပ်ပြုတ်သွားပြီးတော့ခီဂျုံရဲ့အဖေခီတက်ကကားဆရာအစ်စ်ဖြစ်သွားပါတယ်နောက်ဆုံးမှာတော့အနှစ်20လောက်ဒီအိမ်မှာအလုပ်လုပ်လာတဲ့အိမ်ပေါ်ကြီးမုံကုန်းမှာမမွန်တီနဲ့ဓာတ်မတေတာကိုအတုံးချပြီးတော့ TV ယောဂတဲ့ပြေဟန်ဆောင်ကမောင်းထုတ်လိုက်ကြတာပါအဲ့ဒီနေရာမှာတော့ခင်တို့ရဲ့အမေချောင်းစုကအိမ်ပေါ်အစ်စ်ဖြစ်လာတာပါအခုဆိုရင်တော့ခင်တို့မိသားစု၄ယောက်လုံးကတယောက်နဲ့တယောက်မသိသလိုဟန်ဆောင်ပြီးတော့ဖက်မိသားစုရဲ့အိမ်ကြီးထဲမှာ parasite တွေလိုစိတ်ဝင်သွားကြပါပြီတရက်မှာတော့ဖက်မိသားစုကတားပြစ်သူရဲ့မွေးတွေအတွက်စကန်းချခရီးထွက်သွားကြပါတယ်အိမ်ရှင်တွေမရှိတဲ့အချိန်မှာခင်တို့မိသားစုကအိမ်ကြီးရဲ့အိမ်ခန်းထဲမှာတသေးတွေလိုဟန်ဆောင်ပြီးဇိမ်ခံနေကြတာပါအကောင်းစားရက်တွေကိုတောက်အကောင်းစားစားစာတွေကိုစားရင်းနဲ့သူတို့ရဲ့ဘဝကိုမေးလို့နေကြတာပေါ့ဒါပေမဲ့အဲ့ဒီညကမိုးတွေကတသေးသေးနဲ့ရွာသွန်းနေပါတယ်ကျုပ်တရက်ဆိုလိုအိမ်ရှိကဘယ်လ်တီတန်ကိုကြားလိုက်ရတယ်အဲ့ဒါကတော့အလုတ်ပြုတ်ခံလိုက်ရတဲ့အိမ်ပေါ်ဟောင်းကြီးမုံကွန်းပါသူဟာမြေရောက်ခန်းထဲမှာတခုခုမေးကြံခဲ့လို့ခဏပေးဝင်ဖို့အသေးအတန်တောင်းပန်နေပါတယ်ချောင်းစုကသူ့ကိုတနာပြီးပေးဝင်လိုက်တဲ့အခါမှာတော့ဒီရင်ကြီးရဲ့ထိတ်လက်စရာလှုပ်ဝက်ချက်တစ်ခုပေါ်ထွက်လာပါတယ်အဲ့ဒါကတော့ဒီရင်ကြီးရဲ့အောက်ဆုံးထပ်မှာဘယ်သူမှမသိတဲ့လှုပ်ဝက်မြေရောက်ခန်းတစ်ခုရှိနေတာပါအဲ့ဒီမှာမုံကွန်းရဲ့ယောက်ျားကွန်းစေးကအကျွေးရှင်တွေလက်ကလွတ်အောင်လင်းလင်းကြွကြွပုံးပေါင်းနေကြတာဖြစ်ပါတယ်သူတို့နှစ်ယောက်ကလည်းခင်မလိုပဲအင်ရှင်ရင်းရဲ့အစားအသောက်တွေကိုကိုးစားပြီးကပရက်တင်နေရတဲ့လူတွေပေါ့အဲ့ဒီအချိန်မှာခင်မလို့မိသားစုတစ်ခုလုံးရောင်ဆောင်သားတာကိုမုံကွန်းကတီးသွားပြီးဗီဒီယိုရိုက်ကပြန်လည်ချင်းချောက်ပါတော့တယ်ကပါချင်းချင်းနားလည်မှုပေးမဲ့အစားဘဝတူတွေချင်းချင်းကြမှာအသေးလက်တိုက်ပွဲဖြစ်ကြတာဟာတကယ့်ကိုရင်နာစရာကောင်းလာပါတယ်အချင်းတွေရှုပ်ထွေးနေတော့မှာပဲအင်ရှင်ပတ်မိသားစုကမိုးရလို့ခီးဖြတ်ပြီးအိမ်ပြန်ရောက်လာပါတယ်ခင်တို့အသားဖတ်၃ယောက်ကအိမ်ခန်းစပွဲုံမှာဘိုင်းနဲ့ကပ်ပြီးတက်တောင်မရှိပဲပုံနေရပါတယ်အဲ့ဒီညမှာပဲအင်ရှင်ဖက်ကခင်မြက်ကိုဘောကထွက်နေတဲ့အနံ့အကြောင်းသူ့ဇနီးကိုပြပလိုက်ပါတယ်အဲ့ဒီနံကမြေရောက်ရထားစီးတဲ့လူတွေစီကရတဲ့အနံ့မျိုးပါဒါမှမဟုတ်အဝေဟောင်းတွေကိုပြုတ်လိုက်ရင်ထွက်လာတဲ့အနံ့မျိုးဆိုပြီးတော့ပြောပါတယ်စပွဲအောင်မှာပုံနေရတဲ့ခီတက်အတွက်ကတော့ဒီစကလုံးတွေကဓာတ်နဲ့ထိုးခံရတယ်လို့ပါပဲလူရန်စားဆိုတဲ့စီးကမျက်စိနဲ့မမြင်ရပေမဲ့အနံ့တစ်ခုကနေတဆင့်ပြက်ပြက်တတခြားနားနေကောင်သူသိလိုက်ရပါတယ်ခင်တို့သားဖတွေကအင်ရှင်တွေအိပ်ပျော်ရည်စောင့်ပြီးတော့မိုးရဲလီတွေထွက်ပြေးလာခဲ့ကြပါတယ်သူတို့ရဲ့မြောက်ခန်းအိမ်လေးကတော့မြောင်းရည်တွေရှန့်တက်ပြီးပျက်စီးနေပါပြီခီဦးကတော့သူယူလာတဲ့ကြောက်တုံးကိုပိုက်ထားရင်းနဲ့ဘာလို့ဒီကြောက်တုံးကငါးနောက်ပဲလိုက်နေတာလေလို့မေးရှာပါတယ်အဖေဖြစ်သူဂီတာကတော့အစီအစဉ်မရှိတာမှအကောင်းဆုံးစီစဉ်ပဲအစီအစဉ်ရှိရင်ပျက်စီးတတ်တယ်ဆိုတဲ့စိတ်ပြတ်အာရောစရာစကားလုံးကိုပြောပြီးအားလုံးကဒုက္ခတဲ့စကားမှာအိတ်ဆက်ခဲ့ရပါတယ်နောက်တစ်နေ့မှာတော့ဖက်မီသားစုကသူတို့သားလေးအတွက်ရုတ်တရက်မွေးနေ့ပါတီကိုခြံထဲမှာကျင်းပပါတယ်ခင်တို့မိသားစုကအိမ်ထဲမှာရေရှမ်းဘွားပြတ်နေပြီမဲ့အင်ရှင်တွေရဲ့အခိုင်းအစဉ်အဖြစ်ပါတီပွဲကိုတက်ရောက်ပေးရပါတယ်ပါတီပွဲကတော့အတော်လေးခမ်းနားသွားပြီးပြောကြကောင်းနေတာပါဒါပေမဲ့မြေရောက်ခန်းထဲမှာပိတ်မိနေတဲ့ဂွန်ဆေးကတော့သူ့ဇနီးမုံကိုဆုံးသွားတာကိုသိလိုက်ရပြီးယူသွတ်သွားပါတယ်သူဟာမြေရောက်ခန်းထဲကထွက်လာပြီးပါတီပွဲတွေကခီဂျုံကိုဓာတ်နဲ့ထိုးသတ်လိုက်တာပါပါတီပွဲတစ်ခုလုံးသွေးပက်စရာကောင်းလာတဲ့တကွင်းကြီးဖြစ်သွားပါပြီခီဦးလည်းခေါင်းကိုကြောက်တုံးနဲ့အထုခံရပြီးတတိလစ်သွားပါတယ်အဲ့ဒီအချိန်မှာပဲအင်ရှင်ဖက်ကကင်ကိုကားတော့ပြပြီးကိုအော်ဟစ်နေပြီးသူ့သားကိုဆေးရုံတင်ဖို့ပဲကြိုးစားနေတာပါလူသက်သမားဂွန်ဆေးရဲ့အောက်မှာရောက်နေတဲ့ကားတော့ကိုယူတဲ့အခါမှာတော့ဖက်ကဂွန်ဆေးစီကထွက်လာတဲ့အနှံဆိုးကြောင့်နှာခေါင်းကိုယွန်းချသွားပိတ်လိုက်ပါတယ်အဲ့ဒီပြုမှုကခီတဲ့ရဲ့စိတ်ကိုလုံးဝပောက်ကွဲသွားစေခဲ့ရပါတယ်သူဟာတမိဖြစ်သူတွေးရင်နဲ့လဲနေတာကိုတော့မကြည့်ဘဲနဲ့နှာခေါင်းပိတ်ပြတဲ့လူချမ်းသာဖက်ကိုဓာတ်နဲ့ထိုးသတ်လိုက်တာပါစသိမ်းမှာတော့ခီရက်ကရဲတွေနဲ့လူကြားကနေထွက်ပြေးပြီးသူကိုယ်တိုင်လည်းဘယ်သူမှမသိတဲ့အိမ်ကြီးရဲ့လူဝက်မြောက်ခန်းထဲမှာပဲဝင်ပုန်းနေခဲ့ပါတယ်သူ့ရဲ့သားခီဘူးကတော့အုံနောက်တန်ရကြောင့်တစ်ခါတလေအကြောင်းမဲ့ရည်နေတက်ပြီးတော့နောက်တစ်ချိန်မှာပတ်စံနေအများကြီးရှာနိုင်ကအဲ့ဒီအိမ်ကြီးကိုဝယ်ယူပြီးအဖေဖြစ်သူကိုမြေရောက်ခန်းထဲကနေလွတ်မြောက်အောင်လုပ်ပေးမယ်လို့အိမ်မက်တွေမှတ်နေပါတယ်သူဟာအဖေစီကိုမော့စကိုနဲ့စာရီပို့နေတယ်လို့အဖေကလည်းအောက်ကနေပြန်ပို့ပေးနေပါတယ်ဒါပေမဲ့လက်တွေ့ဘဝမှာတော့ခီဘူးကအေးဆက်တဲ့မြောက်ခန်းထဲမှာပဲရှိနေစေဖြစ်သလိုအိမ်မက်ကလည်းဘယ်တော့မှဖြစ်မလာနိုင်တဲ့အလှည့်စားမှုတစ်ခုပါပဲလူလန်းစားကွာချက်ဆိုတာကကြော်ဖြတ်ရခက်ခဲလွန်းလာတယ်လို့ငါတို့ဟာတတလုံးကပ္ပားတွေချင်းနေပဲရှင်သန်သွားရမလားဆိုတဲ့မိကုံကိုခြံထားရင်းနဲ့ဇလန်လေးကပြီးဆုံးသွားပါတော့တယ်